မကာအိုမှာရှန်ဟာရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်ကင်မရာတွေကိုနှောက်ယှက်ဖို့သူတို့ရဲ့စနစ်ထဲကို hack လုပ်ပြီးဝင်ရောက်လိုက်ပါတယ်။ရဲအရာရှိတစ်ယောက်ဟာသူ့စခရင်ပေါ်မှာလိုင်းနည်းနည်းလွင့်သွားတာကိုသတိထားမိပေမဲ့ချက်ချင်းပြန်ပြောက်သွားတာကြောင့်ဘာမှမဟုတ်ဘူးလို့ပဲထင်လိုက်ပါတယ်။အဲ့ဒီနောက်ရုတ်တရက်အချက်ပေးခေါင်းလောင်းတန်မြည်လာပြီးအရေးကြီးတဲ့ဗန်တစ်ခုဖောက်ထွင်းခံရကြောင်းရဲတွေကိုသတိပေးလိုက်ပါတယ်။ရဲတွေဟာသူတို့ရဲ့အတော်ဆုံးအဖွဲ့ကိုချက်ချင်းလွတ်လိုက်ပြီး Spice လို့ခေါ်တဲ့ AI စောင့်ကြည့်ရေးစနစ်ကိုအသုံးပြုလိုက်ပါတယ်။ကွန်ပျူတာကမြို့ထဲမှာရှိတဲ့ကင်မရာအားလုံးကိုစစ်ဆေးပြီးနောက်ခိုးယူသူတွေပါတဲ့ကားကိုရှာတွေ့သွားပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူတို့လက်ထဲမှာဘာမှမပါလာတာပါပဲ။ရဲကားတွေအများပြားဟာအဲ့ဒီနေရာကိုအမြန်မောင်းသွားကြပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အခါလမ်းမပေါ်မှာဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်။ရဲစခန်းကအရာရှိတွေကတော့သူတို့စခရင်ပေါ်မှာခိုးယူသူတွေရဲ့ကားကိုမြင်နေရတော့မှပဲအဲ့ဒီတော့မှသူတို့ရဲ့ကွန်ပျူတာတွေဟာဗီဒီယိုအဟောင်းတွေနဲ့ hack လုပ်ခံလိုက်ရမှန်းသူတို့တွေလွတ်မြောက်သွားပြီးမှန်းသတိထားမိသွားကြပါတယ်။နောက်တစ်နေ့မှာတော့ရဲတွေဟာဗန်တိုက်ထဲကအခန်းတစ်ခန်းထဲပဲအခိုးခံရတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခန်းဟာဒေါ်လာတန်း900တန်ဖိုးရှိတဲ့ခရစ်ပါလိုအကောင့်ရဲ့လှုပ်ဝက်နံပါတ်တစ်ဝက်ကိုမှတ်စုစာအုပ်နဲ့တင်ထားတဲ့ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ပိုင်ဆိုင်တာပါ။မကာအိုတာဝါမှာတော့အဲ့ဒီတခိုးကိုင်းဟာ digital ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုရဲ့ရုံးခန်းကိုစီးနင်းလိုက်ပါတယ်။ဝန်ထမ်းအချို့အရိုက်ခံရပြီးမကြခင်မှာပဲဝန်ထမ်းအားလုံးကိုဓာတ်စာခံအဖြစ်ဖမ်းဆီးလိုက်ပါတယ်။ဝန်ထမ်းတစ်ယောက်ကိုကုမ္ပဏီစာပါခန်းတကားဖွင့်ခိုင်းပြီးရှောင်းစင်ကဇန်ကိုကွန်ပျူတာအသုံးပြုခွင့်ရအောင်လုပ်ပေးလိုက်ပါတယ်။သူတို့တွေလှုပ်ဝက်နံပါတ်ရဲ့ကျန်တဲ့တစ်ဝက်ကိုဒေါင်းလုဒ်ဆွဲနေတော့မှဒီကုမ္ပဏီဟာနိုင်ငံရဲ့အရေးကြီးဆုံး crypto ပိုင်ရှင်အပါအဝင်အရေးပါတဲ့ဖောက်သည်တွေနဲ့အလုပ်လုပ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပုဂ္ဂိုလ်ရဲ့အကောင့်ဟာစစ်တပ်အဆင့်3လုံခြုံရေးမျိုးနဲ့ကာကွယ်ထားပြီးတန်ဖိုးကတော့10ဘီလီယံတောင်ရှိတာပါ။ရှန်ကရှောင်းစင်ကိုအဲ့ဒီအချက်လက်တွေကိုပါကူးယူဖို့ပြောလိုက်ပါတယ်။ခိုင်းကောင်းဆောင်လန်ကအချိန်မဖြုံးဖို့တားနေတာကိုတော့သူတို့ဂရုမစိုက်ကြပါဘူး။အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာတာကြောင့်တခိုးတွေဟာဓာတ်လေကားစီကိုအမြန်ပြေးကြပါတယ်။လောင်ရှန်ကတော့မတင်ကာမဖြစ်အောင်အောက်ထက်ကကော်ဖီဆိုင်မှာထိုင်နေရင်အပြင်ကိုအသားလေးထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့သူအပြင်ထွက်တဲ့အချိန်မှာကော်ဖီဖြော်တဲ့ဝန်ထမ်းမလေးတပုံရိုက်နေတဲ့ရှေ့ကိုမတော်တဆဖျက်လျှောက်သွားမိပါတယ်။ခိုင်းသားတွေဓာတ်လေကားတွေကထွက်လာတဲ့အချိန်မှာတော့ရဲတွေနဲ့တက်တိုးပြီးအပြန်လန်လိုက်လံဖမ်းဆီးပွဲကြီးစတင်ပါတော့တယ်။တခိုးကိုင်းဟာအပြင်ထွက်ပေါက်ကိုရှာဖွေနေရင်လမ်းမှာရှိတဲ့အရက်သားအချို့ကိုတိုက်ခိုက်ပြီးတွန်းဖယ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ထွက်ပေါက်ပိတ်သွားပြီးရဲတွေဟာသူတို့ကိုအမိလိုက်နိုင်သွားပါတယ်။အဲ့ဒီမှာတင်နှစ်ဖက်အဖွဲ့ဟာအစင်မြင့်တိုက်ခိုက်ရေးပညာတွေနဲ့အပြန်လန်လုံးထွေးတက်ပုတ်ကြပါတော့တယ်။ဒီလိုတိုက်ခိုက်နေရင်းနဲ့ပဲတခိုးတွေဟာရဲဘုံမူရော်လေးကိုဓာတ်စာခံဖြစ်ဖမ်းဆီးနိုင်သွားပါတယ်။ကျန်တဲ့ရဲရရှိတွေကတော့သူတို့ရဲ့ဘုံမူပါသွားတာကြောင့်တနက်မပြည့်ရဲပဲတခိုးတွေတက်လေကားတဲ့ကိုဘုံမူနဲ့အတူထွက်ပြေးသွားတာကိုကြည့်နေုံပဲတက်နိုင်ပါတော့တယ်။အပြင်ဘက်မှာတော့လန်ကသူ့ရဲ့ဂိုင်းသားတွေပြန်မရောက်သေးပေမဲ့ဒရိုင်ဘာကိုကားမောင်းထွက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဓာတ်လေကားဟာအပေါ်ထပ်တွေကိုရောက်သွားတဲ့အခါရော်လေးကတခိုးတွေကိုပြန်လဲတိုက်ခိုက်ပေမဲ့တယောက်နဲ့၄ယောက်ဖြစ်နေတာကြောင့်နောက်ဆုံးမှာတော့လက်ထိတ်ခတ်ခံလိုက်ရပါတယ်။တခိုးတွေဟာရှုခင်းကြည့်စင်မှာဓာတ်လေကားပေါ်ကဆင်းသွားကြပြီးရော်လေးကတော့လက်ထိတ်ကိုအမြန်ဖြုတ်ပြီးသူတို့နောက်ကိုလိုက်ပါတယ်။ဒါပေမဲ့တခိုးကိုင်းဟာလေထီးတွေအစင်သိယူလာတာကြောင့်တာဝါပေါ်ကနေခုန်ချပြီးထွက်ပြေးသွားကြပါတယ်။သူတို့ထွက်ပြေးတဲ့လမ်းမှာအမျိုးသမီးတစ်ယောက်ကိုတွန်းချခဲ့တာကြောင့်အဲ့ဒီအမျိုးသမီးဟာတာဝါအဆုံးမှာကတ်တွယ်နေရပြီးရော်လေးကသူမကိုကူညီပေးခဲ့ရပါတယ်။ဓာတ်လေကားစနစ်တွေကလည်း hack လုပ်ခံထားရတာကြောင့်ရော်လေးဟာတာဝါပေါ်ကနေဘန်ဂျီဂျမ်ပင်းခုံမဲ့သူကိုတွန်းချပြီးတူပါရောခုန်ချလိုက်ကအောက်ကအရေးပေါ်လေအိတ်ပေါ်ကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။တခိုးတွေဟိုတယ်ခေါင်မိုးပေါ်ကိုဆင်းသက်တဲ့အခါနောက်ထပ်ရဲအဖွဲ့တစ်ဖွဲ့ကစောင့်နေတာကြောင့်တိုက်ပွဲတွေထပ်ဖြစ်ပြန်ပါတယ်။တခိုးတွေကရဲတွေကိုအလွယ်တကူနှိမ်နင်းနိုင်ခဲ့ပြီးသူတို့မှာပါတဲ့လှုပ်ဝက်ကရိယာတွေမျက်နှာဖုံးတွေကိုတုံပြီးခေါင်မိုးပေါ်ကနေထပ်မံခုန်ချခဲ့ကြပါတယ်။အဲ့ဒီနောက်သူတို့ဟာအဝတ်စားတွေကိုအမြန်လဲလှယ်လိုက်ကြပြီးဆန်ကလည်းစောင့်ကြည့်ကင်မရာဗီဒီယိုတွေကိုအမြဲတမ်းဖျက်ဆီးနေတာကြောင့် Spice စနစ်ကသူတို့ကိုနောက်ယောင်ခံလို့မရတော့ပါဘူး။မကြခင်မှာပဲရဲတွေရဲ့စောင့်ကြည့်ရေးစနစ်တစ်ခုလုံးရပ်တန့်သွားပြီးရော်လေးကတော့ဟိုတယ်ထဲမှာခြေလင်လိုက်လံရှာဖွေရပါတော့တယ်။သူတို့ဟာမျက်နှာမှတ်မိတဲ့စနစ်နဲ့ရှာနိုင်ဖို့အတွက်ကိုခန္ဓာမှာတက်ဆင်ထားတဲ့ကင်မရာတွေကိုဖွင့်ထားလိုက်ပါတယ်။နောက်ရှန်ကလည်းဟိုတယ်ကိုရုပ်ဖြတ်ပြီးရောက်လာကဟိုတယ်မန်နေဂျာရဲ့အာရုံကိုလွှဲအောင်နှောက်ယှက်မှုတွေလုပ်ပေးနေပါတယ်။တခိုးတွေဟာကဘာလက်ခီးတယ်တွေဒါမှမဟုတ်ဝန်ထမ်းတွေအဖြစ်အသွင်ပြောင်းပြီးအခန်းမျိုးမျိုးထဲမှာပုံရှိုးသွားလာနေကြပါတယ်။ရော်လေးဟာရှောင်းစင်ကိုမြင်သွားပြီးဓာတ်လေကားထဲမှာတိုက်ခိုက်တုန်းကတွေ့ခဲ့တဲ့နာကတ်ကိုမှတ်မိသွားတာကြောင့်နောက်ကလိုက်ဖမ်းပါတယ်။ဒါပေမဲ့ရှောင်းစင်ကကော်ဖီဆိုင်ထဲမှာဖောက်တဲ့တယောက်ဖြစ်ဟန်ဆောင်ပြီးပုံနေလိုက်ပါတယ်။ရုတ်တရက်ကင်မရာထဲမှာစနစ်ထဲမှာမရှိတဲ့မျက်နှာတစ်ခုကိုရှာတွေ့သွားတာကြောင့်ရဲတွေဟာအဲ့ဒီလူနောက်ကိုလိုက်ကြပါတယ်။လောင်ရှန်ကရဲရရှိတယောက်ရဲ့ကင်မရာမန်ဘီလူးကိုပေးကြံသွားအောင်ရည်ရွယ်ချက်ရှိနဲ့ဝင်တိုက်လိုက်ပါတယ်။အဲ့ဒီအခွင့်အရေးကိုတုံးပြီးရှောင်းစင်ကထွက်ပြေးဖို့ကြိုးစားပါတယ်။ရဲအဖွဲ့ဟာနှစ်ဖွဲ့ကွဲပြီးသူတို့နှစ်ယောက်နောက်ကိုလိုက်ကြပေမဲ့နောက်ဆုံးမှာတော့ရှောင်းစင်ကအမျိုးသမီးတစ်ယောက်ဖြစ်ရုပ်ဖြတ်လိုက်ပြီးသူ့ရဲ့အဖော်ကလည်းအဖိုးကိုတစ်ယောက်ဖြစ်ပြောင်းလဲလိုက်တာကြောင့်သူတို့နှစ်ယောက်လုံးလွတ်မြောက်သွားပါတော့တယ်။ဟိုတယ်အခမ်းမထဲမှာတော့အထူးမီအလှဆင်ပွဲတော်ကျင်းပနေပြီးကြံတဲ့တခိုးတွေဟာလုံခြုံရေးဝန်ထမ်းတွေအဖြစ်ဟန်ဆောင်ကလူအုပ်ထဲမှာရောနှောနေကြပါတယ်။ရဲတွေရောက်လာတဲ့အခါမှာတော့ရာဇဝတ်ကောင်တွေဟာအလှဆင်ပစ္စည်းတွေထားတဲ့ကျင်းထဲကိုခုန်ချပြီးဆင်အောက်ကနေတဆင်တိတ်တဆိတ်ထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်ရဲစခန်းမှာတော့စီးပွားရေးသမားကြီးဟာသူ့ရဲ့အကောင့်ထဲကပတ်စံတွေအကုန်ထုတ်ခံလိုက်ရတာကြောင့်အော်ဟစ်ဆဲဆိုပြီးပစ္စည်းတွေကိုရိုက်ခွဲနေပါတယ်။ရဲဖွဲ့ဟာရှေ့ဆက်ရမယ့်အစီအစဉ်တွေကိုဆွေးနွေးကြပြီးအရာရှိဇူမိုင်ကသူမရဲ့အနားယူသွားတဲ့အထက်လူကြီးဟောင်းကိုပြန်ခေါ်တင်တယ်လို့အကြံပြုပါတယ်။ရော်လေးကတော့အဖိုးကြီးတစ်ယောက်ဟာ AI နဲ့နောက်ယောင်ခံလိုက်တဲ့စနစ်တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာသိမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဇူမိုင်ကအခုချိန်မှာ Spice စနစ်က hack လုပ်ခံထားရလို့အသုံးမဝင်တော့တာကြောင့်အရင်ခေတ်ကလိုရဲလုပ်ငန်းတွေကိုကျွမ်းကျင်တဲ့သူမျိုးလိုအပ်တယ်လို့ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက်အရာရှိဂျင်ရှောင်းနဲ့ချိုတို့ကိုဒဏ္ဍာရီလာအေးကျင့်ဟောင်းဝမ်ကိုတွားရောက်ခေါ်ယူဖို့လွှတ်လိုက်ပါတယ်ဝမ်ရဲ့ကိုရေးမှတ်တမ်းဟာအံ့ဩစရာကောင်းတဲ့အောင်မြင်မှုတွေနဲ့ပြည့်နေတာပါသူဟာအထူးစစ်စင်ရေးချန်ပီယံလက်ပလာတိုက်ခိုက်ရေးချန်ပီယံဖြစ်တယ်လို့လက်နက်မျိုးစုံနဲ့ထောက်လှမ်းရေးလုပ်ငန်းတွေမှာလည်းအရန်ကိုကျွမ်းကျင်သူပါသူ့ရဲ့တက်တန်းတစ်လျှောက်မှာမှားခဲ့ဘူးတဲ့တစ်ခုတည်းသောအမှားကတော့စစ်စင်ရေးတစ်ခုမှာသူ့ရဲ့အဖေတည်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ရဲအရာရှိနှစ်ယောက်ဟာတိတ်ဆိတ်တဲ့ရက်ကွက်တစ်ခုကိုရောက်တဲ့အခါဝမ်တယောက်ခွေးလေးတွေကိုလမ်းလျှောက်ထွက်နေတာကိုတွေ့ပြီးအံ့ဩသွားကြပါတယ်။ချိုကဝမ်ရဲ့နောက်ကိုကော်ဖီဆိုင်ထိလိုက်သွားပြီးကျောင်းသူတစ်ယောက်ဖြစ်ဟန်ဆောင်နေပါတယ်။ဒါပေမဲ့ဝမ်ကသူမရဲ့စပွဲမှာဝင်ထိုင်လိုက်ပြီးဂျင်ရှောင်းနဲ့သူမတို့နှစ်ယောက်လုံးသူ့နောက်ကိုတနေကုန်လိုက်နေတာကိုတိကြောင်ပြောလိုက်ပါတယ်။သူဟာချိုရဲ့နာမည်ကိုတောင်သိနေတာပါ။တကယ်တော့ချိုဟာဝမ်ရဲ့တည်ဆုံးသွားတဲ့တငယ်ချင်းဖြစ်သူရဲ့သမီးဖြစ်ပြီးသူမကလေးဘဝကလေးကသူတို့မတွေ့ဖြစ်ခဲ့ကြတာပါဝမ်ကသူမကိုသူမအဖေရဲ့ရဲတစိမ့်နံပါတ်ကိုဆက်ခံရရှိတဲ့အတွက်ဂုဏ်ပြုစကားပြောပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်သူ့နောက်ကိုလိုက်တဲ့အခါမှာမှားခဲ့တဲ့အချက်တွေကိုတစ်ခုချင်းစီထောက်ပြလိုက်ပါတယ်ဒါအပြင်ဂျင်ရှောင်းမသိအောင်သူ့ရဲ့ရဲတစိမ့်ကိုလည်းဝမ်ကနှိုက်ယူထားလိုက်ပါသေးတယ်ခဏအကြာမှာတော့ဝမ်ဟာရဲစခန်းကိုရောက်လာပြီးရဲတွေရဲ့ကိုယ်ပိုင်ကင်မရာတွေနဲ့ဟိုတယ်ကရတဲ့ဗီဒီယိုတွေကိုကြည့်ရှုပါတယ်မိနစ်အနည်းငယ်လောက်ကြည့်ပြီးတဲ့နောက်မှာတင်ဝမ်ကတခိုးတွေအားလုံးကိုအလွယ်တကူပဲရှာတွေ့သွားပါတယ်အကြောင်းရင်းကတော့တခိုးတွေဟာကင်မရာတွေအလုပ်လုပ်နေသေးလားဆိုတာကိုလှည့်ကြည့်မိခဲ့လို့ပါပဲတခိုးကိုင်းသားတွေပုံနေတဲ့နေရာမှာတော့လောင်ရှန်ဟာအချိန်ဖြုံးခဲ့တဲ့အတွက်အဖမ်းခံရလူနီးပါးဖြစ်ခဲ့ရလို့ရှန်ကိုထိုးကျိတ်ပြီးဒေါသပုံချနေပါတော့တယ်ရှောင်းစင်ကဝင်ရောက်တားဆီးဖို့ကြိုးစားတဲ့အခါမှာတော့လောင်ရှန်ကသူ့ကိုပါထိုးကျိတ်ပစ်လိုက်ပါတယ်နှစ်ပေါင်းများစွာအရေးထဲမှာပုံအောင်နေခဲ့တဲ့သူ့ရဲ့မျက်နှာကိုကင်မရာထဲမှာအမိခံလိုက်ရတာကြောင့်သူဟာအယမ်းကိုဒေါသထွက်နေတာပါအဲ့ဒီနောက်မှာတော့သူတို့အချင်းချင်းရံပွဲတွေဖြစ်ပြီးလောင်ရှန်ကဓာတ်ထုတ်လိုက်တာကြောင့်တကူအားလုံးဝိုင်းဝန်းဖြောင်းဖြပြီးသူ့ကိုစိတ်လျှော့အောင်လုပ်လိုက်ရပါတယ်ရဲစခန်းမှာတော့တခိုးတွေရဲ့ကင်မရာမှတ်တမ်းတပ်ပုံတွေကိုစူးစီးကြည့်တဲ့အခါမှာဝမ်ကကုတ်အင်ဂျီအရှိနဲ့လူတစ်ယောက်ကိုသတိထားမိသွားပါတယ်။အဲ့ဒီလူဟာဗီဒီယိုမှတ်တမ်းတော်တော်များများမှာပါဝင်နေတာပါ။ရဲတွေဟာကော်ဖီဖြော်တဲ့ဝန်ထမ်းမလေးရိုက်ထားတဲ့တပ်ပုံကိုလည်းရရှိလိုက်ပြီးဒီလူဟာလည်းတခိုးကိုင်းတွေကတစ်ယောက်ဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်။ဝမ်ဟာစစ်ပွဲကာလအတွင်းကထိပ်တန်းလုတ်ကြံတက်ဖြတ်ရေးအဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ Shadow Shadow လို့ခေါ်တဲ့အေဂျင့်ဟောင်းတစ်ယောက်အကြောင်းကိုသတိရသွားပါတယ်။သူဟာ1980ပြည့်နှစ်တွေမှာချမ်းသာကြွယ်ဝမှုကိုရှာဖွေဖို့ရဲတပ်ဖွဲ့ကနေနှုတ်ထွက်ခဲ့ပြီး1999ခုနှစ်မှာတော့တဲလွန်စားမရှိပျောက်ကွယ်သွားခဲ့သူပါ။အခုဒီလိုဝက်ဆန်းပြတဲ့လူဟာ Shadow ပြန်လာတာဖြစ်နိုင်တယ်လို့ဝမ်ကယူဆပြီးသူ့ကိုရှာဖို့စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ချင်နေပါတယ်။ဒါပေမဲ့ဇူမိုင်ကအခုချိန်မှာ Spice စနစ်ကအစားထိုးလိုက်တာကြောင့်သူတို့စီမှာစောင့်ကြည့်ရေးအဖွဲ့မရှိတော့ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ဒီအမှုအတွက်အရေးပေါ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခွင့်ကိုတော့သူမကခွင့်ပြုပေးလိုက်ပါတယ်။ဝမ်ကတော့အချိန်တိုလေးအတွင်းမှာဘသူ့ကိုမှလေ့ကျင့်ပေးလို့မရနိုင်ဘူးလို့တန်တရားဖြစ်နေပါတယ်။အဲ့ဒီနောက်အားကစားရုံထဲမှာချိုကလေ့ကျင့်ခန်းလုပ်နေရင်တခြားရဲတွေရဲ့လှောင်ပြောင်မှုကိုခံနေရပါတယ်။သူမဟာရဲတယောက်ဖြစ်ဖို့ကိုလုံးကိုယ်တည်းသေးလွန်းတယ်လို့သူတို့ကနှိမ်ကြတာပါ။ချိုကအစပိုင်းမှာတီးခံခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒေါသပေါက်ကွဲပြီးသူတို့ကိုပြန်လည်တိုက်ခိုက်ကရဲအရာရှိတယောက်ကိုသူ့တပည့်တွေရှေ့မှာတင်အလဲထိုးပြလိုက်ပါတယ်။ဒါကိုဝမ်ကမြင်သွားပြီးသူမဟာတခြားသူတွေရဲ့လေးစားမှုကိုရယူနိုင်ခဲ့ပြီဖြစ်ကြောင်းတီးတန့်ချီးကျူးစကားပြောလိုက်ပါတယ်။ညနေပိုင်းမှာတော့ဝမ်ဟာအမိုးပေါ်မှာအရက်တောက်ရင်းချိုရဲ့အဖေတေဆုံးသွားခဲ့တာကိုသတိရနေပါတယ်။သူဟာသူ့တငယ်ချင်းကိုယေရှုပြီးချိုကိုကောင်းကောင်းစောင့်ရှောက်ပါမယ်လို့ကတိပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဝမ်ကစောင့်ကြည့်ရေးအဖွဲ့ကိုတင်နန်းပေးတော့မယ်လို့ကြေညာလိုက်ပြီးချိုကလည်းစည်ရင်ပေးသွင်းခဲ့ပါတယ်။သူကသူတို့ကိုရဲမှန်းမသိတာအောင်ဘယ်လိုလှုပ်ရှားရမလဲဆိုတာနဲ့တင်းငယ်တဲ့အချက်လက်လေးတွေကိုတောင်ဘယ်လိုမှတ်သားရမလဲဆိုတာတင်ပေးပါတယ်။လမ်းမပေါ်မှာပထမဆုံးလက်တွေ့ဆင်းတဲ့နေ့မှာတော့အဖွဲ့ဝင်တွေဟာရဲမှန်းမသိတာအောင်အရက်သားတွေဖြစ်ဟန်ဆောင်ကြပါတယ်။ဒါပေမဲ့ဝမ်ကတော့ချိုကိုသူ့ရဲ့လှုပ်ဝက်လက်နက် headness ဖြစ်သတ်မှတ်ထားတာကြောင့်ကားထဲမှာပဲအတူထားပါတယ်။အဖွဲ့ဝင်တယောက်အမှားလုပ်မိတိုင်းဝမ်ကကားထဲကနေဆင်းပြီးသူတို့ကိုတွားရောက်စုပူတတ်ပါတယ်။10နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ရှန်ကသူတို့အားလုံးအနားယူနိုင်ဖို့အတွက်နောက်ဆုံးစစ်စင်ရေးတစ်ခုကိုစတင်ဖို့ကြိုးစားပါတော့တယ်။သူဟာ CEO ရဲ့အကောင့်ရှိတဲ့ဆာဗာတီနေရာကိုရှာတွေ့ခဲ့ပေမဲ့ Digital ငွေတိုက်ကြီးကိုဝင်ရောက်ဖို့ကတော့တော်တော်လေးခက်ခဲနေပါတယ်။အတိတ်ကိုပြန်ပြောင်းကြည့်မယ်ဆိုရင်တော့ဒီတခိုးကိုင်းသားအားလုံးဟာမိဘမဲ့ကလေးတွေဖြစ်ပြီးလောင်ရှန်ကသူတို့စီကိုအမြဲလာရောက်ပြီးထောက်ပံ့ကြေးတွေပေးလိမ့်ရှိပါတယ်။1996ခုနှစ်မှာရဲတွေကလောင်ရှန်နောက်ကိုလိုက်တဲ့အခါမှာလည်းဒီကလေးတွေကပဲသူ့ကိုကူညီခဲ့ကြတာကြောင့်အဲ့ဒီအချိန်ကစပြီးသူတို့အားလုံးတစ်ဖွဲ့တည်းဖြစ်လာခဲ့ကြတာပါ။15ရက်မြောက်နေ့မှာတော့ချိုကအစားအသောက်သွားဝယ်ပြီးကားစီပြန်လမ်းမှာမူးယစ်နေတဲ့အမျိုးသားတွေရဲ့ရန်ပြုခြင်းကိုခံနေရတဲ့အမျိုးသမီးအချို့ကိုတွေ့လိုက်ရပါတယ်။ဝမ်ကသူမဟာအသွင်ယူထားတာဖြစ်လို့ရဲစခန်းကိုပဲအကြောင်းကြားဖို့တတိပေးပေမဲ့ချိုကတော့အမိန့်ကိုနားမထောင်ပဲအဲ့ဒီလူတွေကိုတွားရောက်တားဆီးပါတော့တဲ့အပြန်လန်တိုက်ခိုက်ကြရင်သူမကအချက်အချို့ဝင်းအောင်ထိုးနိုင်ခဲ့ပေမဲ့လူအင်အားမမျှတာကြောင့်တယောက်တည်းရုန်းကန်နေရပါတယ်။အဲ့ဒီအချိန်မှာပဲဝမ်ရောက်လာပြီးစက္ကန့်ပိုင်းတွင်းမှာတင်ဒီလူအားလုံးကိုအလဲထိုးလိုက်ပါတယ်။အဲ့ဒီနောက်ကားထဲရောက်တဲ့အခါမှာတော့ဝမ်ကစစ်စင်ရေးတစ်ခုလုံးကိုပျက်စီးစေတော့မဲ့ချိုကိုပြင်းပြင်းထန်ထန်စူပူပါတော့တယ်ချိုကသူတို့လုပ်နေတာတွေဟာတကယ်ရဲ့အလုံးမဟုတ်ဘူးလို့ထင်နေတာကြောင့်ဝမ်ကသူမအဖေဘလို့တေဆုံးခဲ့ရလဲဆိုတာကိုပြောပြလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရှစ်လကြာအောင်အသွင်ယူထောက်လန်းခဲ့ကြတာပါအဲ့ဒီတုန်းကငယ်ရွယ်သေးတဲ့ဝမ်ဟာဘာမှမလုပ်ပဲစောင့်နေရတာကိုစိတ်ပြက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတင်လူဆိုးချိုကကလေးတစ်ယောက်ကိုပြန်ပေးဆွဲဖို့ကြိုးစားတာကိုမြင်တော့ဝမ်ကဝင်ပါခဲ့ပြီးရာဇဝတ်ဂိုင်းကသူ့ကိုတတ်ဖို့အထိဖြစ်ခဲ့ပါတယ်ချိုရဲ့အဖေကသူ့ကိုကူညီဖို့ကြိုးစားရင်းလူဆိုးတွေရဲ့တနက်နဲ့ပြစ်တက်တာကိုခံလိုက်ရတာပါ
ဝမ်ကမျက်ရည်တွေနဲ့ပဲချိုကိုရဲအရာရှိတယောက်ဟာအမြဲတမ်းဆင်ခြင်တုံတရားရှိရမယ်လို့သင်ခန်းစာပေးလိုက်ပါတယ်ခဏအကြာမှာတော့ဝမ်ကဒေတာတွင်ဈေးတစ်ခုထဲမှာလောင်ရှန်ကိုမြင်လိုက်ရတယ်လို့ထင်တာကြောင့်လူတိုင်းကိုသတိပေးလိုက်ပါတယ်အဖွဲ့သားတွေကဈေးတစ်ခုလုံးကိုဝိုင်းထားလိုက်ကြပြီးဝမ်ကချိုကိုပဲပြစ်မှတ်နောက်ကိုအနီးကပ်လိုက်ခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ချိုကလန်တစ်ခါမှမမြင်ဘူးသေးတဲ့တူးရဲသောအရာရှိဖြစ်နေလို့ပါလန်ကရဲနှစ်ယောက်ကိုမြင်သွားလူနီးပါးဖြစ်တဲ့အချိန်မှာအဲ့ဒီရဲတွေကမျက်နှာကိုဖုံးကွယ်ဖို့အတွက်ချစ်သူတွေလိုမျိုးနမ်းလိုက်ကြပါတယ်ချိုကတော့မြေကြီးပေါ်မှာတခုခုရှာနေတယ်လို့မျိုးဟန်ဆောင်ရင်းလောင်ရှန်ရဲ့အရေးကိုကြည့်ပြီးသူမှန်ကြောင်းအတည်ပြုလိုက်ပါတယ်ဝမ်ကလူတိုင်းကိုကင်မရာတွေမရွှေ့ဖို့နဲ့လှည့်မကြည့်ဖို့တားထားတာကြောင့်လန်ကဘာမှမတင်ကပဲထွက်သွားပါတယ်အဲ့ဒီနောက်မှာတော့အဖွဲ့သားတွေကသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားကြပြီးသူပဲအဆောက်အဦထဲဝင်သွားလဲဆိုတာကိုရှာတွေ့သွားပါတယ်ချိုကလည်းအထဲကိုလိုက်ဝင်သွားတဲ့အခါမှာလန်ကသူ့မကိုဈေးထဲမှာမြင်ခဲ့တာမှတ်မိသွားပြီးသူ့ရဲ့ဓာတ်ကိုအစင်သင်းပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝမ်ကဗီဒီယိုမှတ်တမ်းတွေကိုပြန်စစ်ဆေးရင်းလောင်ရှန်ကချိုကိုနှစ်ကြိမ်တောင်လှည့်ကြည့်ခဲ့တာကိုသတိထားမိသွားပါတယ်လန်ကသူ့မကိုမှတ်မိသွားလိမ့်မယ်ဆိုတာသိလိုက်တာကြောင့်ဝမ်ကလည်းအဆောက်အဦထဲကိုအမြန်ပြေးဝင်သွားပါတယ်ဝမ်ကချိုရဲ့အဖေဖြစ်ဟန်ဆောင်ပြီးသူမကိုစူပူချင်းမောင်းရင်သူမရဲ့နှစ်ချက်ကိုဖြုတ်ပေးလိုက်ပါတယ်ဝမ်ဟာလောင်ရှန်နဲ့ပေါ့ပေါ့ပပစကားပြောရင်းပန်းတီတစ်လုံးကျွေးလိုက်ပါတယ်တကယ်တော့အဲ့ဒီပန်းတီထဲမှာကင်မရာအသေးလေးဝတ်ထားတာကြောင့်လောင်ရှန်ရဲ့မျက်နှာကိုအနီးကပ်ပုံဖော်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်တက်လေကားတွေကမထွက်ခင်မှာအဲ့ဒီပန်းတီဆောက်ကိုပစ်ချခဲ့ပါတော့တယ်လောင်ရှန်ကသူတို့နောက်ကိုဆက်ကြည့်နေတာကြောင့်ဝမ်ဟာတိုက်ခန်းတစ်ခုရဲ့တော့ကိုအမြန်ဖွင့်ပြီးအထဲကိုဝင်လိုက်ပါတယ်အထဲမှာရှိတဲ့အမျိုးသမီးကလန့်အော်တာကြောင့်ဝမ်ကသူမကိုတိတ်တိတ်နေဖို့ဖမ်းချုပ်ထားလိုက်ရပါတယ်ပန်းတီတဲကကင်မရာကြောင့်လောင်ရှန်ဟာရှစ်ထက်မြောက်ကိုသွားနေတာကိုအဖွဲ့သားတွေမြင်လိုက်ရပါတယ်အဲ့ဒီအခါဂျင်ရှောင်ကအမြန်သွားပြီးအဲ့ဒီနားမှာကင်မရာအချို့ကိုတိတ်တဆိတ်တက်ဆင်လိုက်ပါတယ်လောင်ရှန်ဟာအခန်းနံပါတ်8332မှာနေထိုင်တာကိုသူတို့သိသွားကြပြီးနောက်ထပ်စစ်စင်ရေးတစ်ခုကိုစတင်ဖို့ပြင်ဆင်ကြပါတယ်ဝမ်ရဲ့အဖွဲ့ဟာလောင်ရှန်ကိုစောင့်ကြည့်ဖို့အတွက်လမ်းတစ်ဖက်ကတိုက်ခန်းကိုငှားလိုက်ပြီးသူ့ရဲ့အမိုက်တွေကိုလည်းခိုးယူစစ်ဆေးပါတယ်သူတို့ဟာစုပ်ခဲထားတဲ့ဆိုတိုကူပဟေလီအပိုင်းအစတွေကိုတွေ့ရပေမဲ့ဘလို့မှဖြေရှင်းလို့မရနိုင်အောင်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲလောင်ရှန်ကတော့ပလတ်စတစ်လေးအိတ်ဖောင်းလေးတွေကိုဖောက်ရင်းအချိန်ဖြုံးနေပါတယ်နောက်ပိုင်းဈေးထဲမှာတော့ဝမ်ဟာအိမ်နီးချင်းတယောက်အဖြစ်ဆက်လက်ဟန်ဆောင်နေပြီးလောင်ရှန်ကသူ့စီကိုချင်းကပ်လာကစကားဆက်မိပြောပါတယ်ဒါပေမဲ့တကယ်တော့လောင်ရှန်ကဝမ်ရဲ့ကိုယ်ပေါ်မှာထောက်လန်းရေးကိရိယာတွေပါသလားဆိုတာကိုလှုပ်ဝက်စစ်ဆေးနေတာပါသူတို့ဟာသူတို့ရဲ့ဘဝအကြောင်းတွေလိမ်ညာပြောဆိုကြပြီးဝမ်ကသူဟာလောင်ကစားဝါသနာပါသူဖြစ်ကြောင်းဒါကြောင့်သူ့လက်ဘဝကအမာရွတ်တွေဟာတနက်ကင်လို့မဟုတ်ပဲဖဲချက်တွေကင်လို့ဖြစ်တာပါလို့ပြောလိုက်ပါတယ်ဝမ်ကလောင်ရှန်ကိုညစာစားဖို့ဖိတ်ခေါ်လိုက်တဲ့အခါအားလုံးအံ့ဩသွားအောင်ပဲသူကလက်ခံလိုက်ပါတယ်ညနေပိုင်းမှာတော့ဝမ်နဲ့ချိုတို့ဟာအမျိုးသမီးကြီးကိုပတ်စံပေးပြီးသူမရဲ့တိုက်ခန်းကိုအသုံးပြုလိုက်ပါတယ်။လောင်ရှန်ရောက်လာတဲ့အခါမှာတော့သူဟာအခန်းထောင်တိုင်းမှာထောက်လန်းရေးကိရိယာတွေရှိမရှိစစ်ဆေးပါတယ်။ညစာစားနေတော့မှသူကသူ့ဖုန်းကိုစပွဲပေါ်တင်ထားပြီးချိုကလည်းသူ့ရဲ့အချက်လက်တွေကိုခိုးယူဖို့အတွက်သူမဖုန်းကိုအနားမှာကတ်ထားလိုက်ပါတယ်။လောင်ရှန်ကသူတို့ပြောတဲ့ဇလန်းတွေကိုက်ညီမှုရှိမရှိသိအောင်မေးခွန်းတွေအဆက်မပြတ်မေးပါတယ်။ဝမ်ကချိုရဲ့ငယ်ဘဝအကြောင်းတွေကိုအသေးစိတ်သိနေတာကြောင့်ဝမ်ဟာသူမကိုအမြဲတမ်းအဝေးကနေစောင့်ရှောက်ပေးခဲ့မှန်းသူမသိသွားပါတော့တယ်။လောင်ရှန်ပြန်သွားတဲ့အခါမှာတော့သူကရှန်ကိုဝမ်နဲ့ချိုတို့ရဲ့နောက်ကျောင်းကိုစုံစမ်းခိုင်းပါတယ်တကယ်တော့ရှန်ကအဲ့ဒီတိုက်ခန်းမှာကင်မရာတွေအစောကြီးကလေးကတက်ထားခဲ့တာပါရဲတွေကလည်းသူတို့ဟက်လောက်ခံထားရတာကိုသိတာကြောင့်သူတို့နှစ်ယောက်အတွက်ကိုရေးချင်းအတူတွေကိုကြိုတင်ဖန်တီးထားလိုက်ပါတယ်မိနစ်အနည်းငယ်ကြာမှာတော့တကားခောက်တန်ကြားရပြီးဝမ်ကတကားဖွင့်ပေးလိုက်တဲ့အခါရှန်ရဲ့အမွှာညီကိုဖြစ်တဲ့ရှီဝမ်ကိုတွေးလိုက်ရပါတယ်အဲ့ဒီမှာတင်တိုက်ပွဲတွေစတင်ပါတော့တယ်ဝမ်ကသူ့ရဲ့တနက်ကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့ရှီဝမ်မှာဒုတိယတနက်တစ်လက်ရှိနေပြီးပြန်လည်ပစ်ခတ်ပါတယ်သူတို့ဟာတိုက်ခန်းတစ်ခုလုံးပရီဘောဂါတွေပျက်စီးသွားတဲ့အထိအပြင်းထန်တိုက်ခိုက်ကြပါတယ်ရှန်ကတော့ဒီတိုက်ပွဲတွေကိုစခရင်ဘော်ကနေကြည့်နေပေမဲ့စိတ်ပူဖို့မရပါဘူးဘာလို့လဲဆိုတော့ဒါဟာသူ့ရဲ့အစီအစဉ်ပဲဖြစ်လို့ပါညစာစားနေတော့မှသူကချိုရဲ့ဖုန်းကိုဟက်လုပ်နိုင်ခဲ့ပြီးရဲစခန်းထဲကကင်မရာတွေကိုပါဝင်ကြည့်လို့ရသွားပါပြီလမ်းတစ်ဖက်ကအဖွဲ့သားတွေကတော့ဒီတိုက်ပွဲကိုမမြင်ရပါဘူးဘာလို့လဲဆိုတော့ရှန်ကဗီဒီယိုအဟောင်းတွေကိုပဲပြနေလို့ပါသူတို့တွေမတင်ကားဖြစ်လာတဲ့အချိန်မှာချိုကအခန်းထဲကိုဝင်သွားပေမဲ့စခရင်ဘော်မှာတော့သူမကိုမြင်နေရတော့မှပဲဒါကြောင့်သူတို့တွေဟာစုံစမ်းဖို့အတွက်အပြင်ကိုပြေးထွက်သွားကြပါတယ်ရှန်ကရဲတွေလာနေပြီဖြစ်ကြောင်းသူ့ညီကိုအကြောင်းကြားလိုက်တာကြောင့်ရှီဝမ်ဟာဝမ်ကိုပုံနေအောင်တနက်နဲ့အဆက်မပြတ်ပစ်ခတ်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာဝရန်ဒါကနေတဆင့်အထူးကျိုးတွေကိုအသုံးပြုပြီးပြတင်းပေါက်ကနေခုံချထွက်ပြေးသွားပါတယ်နောက်တစ်နေ့မှာတော့စောင့်ကြည့်ရေးအဖွဲ့ဟာလမ်းမပေါ်ကိုပြန်ရောက်လာကြပြီးတခြားရဲတွေကတော့လောင်ရှန်ရဲ့တိုက်ခန်းကိုဝင်ရောက်ရှာဖွေကြပါတယ်အဲ့ဒီမှာလေးအိတ်ဖောင်းလေးတွေအပြည့်ရှိတဲ့ဗီဒီယိုတစ်ခုကိုတွေ့ရပြီးဝမ်ကဒါဟာဆိုတိုကူပဟေလီတွေနဲ့ချိတ်ဆက်ထားတဲ့လျှို့ဝှက်ကုတ်တစ်ခုဆိုတာရိပ်မိသွားပါတယ်ရုတ်တရက်ဆိုသလိုသူတို့စီးလာတဲ့ဘန်ကားကိုကုန်တင်ကားတစ်စီးကဝင်တိုက်လိုက်ပြီးရဲစခန်းအဆောက်အဦထဲအထိလိမ့်ဝင်သွားပါတယ်ကုန်တင်ကားကနှစ်ပိုင်းကွဲသွားပြီးအားလုံးသတိလစ်သွားအောင်ကားကိုထပ်ဆင့်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကြေးစားစစ်သားတစုထွက်လာပြီးစတင်တိုက်ခိုက်ပါတော့တယ်ရဲအရာရှိအချို့အသက်ခံရပြီးဘုံပေါက်ကွဲမှုတွေကြောင့်ရဲကားတွေလည်းပျက်စီးကုန်ပါတယ်ဇူမိုင်းကဒါဟာအာယုံလွဲတာမှန်သိလိုက်တာကြောင့်စောင့်ကြည့်ရေးအဖွဲ့ကိုလမ်းမပေါ်မှာပဲဆက်နေပြီးလောင်ရှန်ကိုရှာဖို့အမိန့်ပေးလိုက်ပါတယ်ချိုကတတိယလာပြီးဝမ်ကိုကားထဲကနေဆွဲထုတ်လိုက်ပါတယ်အဲ့ဒီနောက်တနက်တက်လက်ကိုကောက်ကင်ပြီးတိုက်ပွဲထဲမှာပါဝင်ကကြေးစားစစ်သားတော်တော်များများကိုတိကျတဲ့လက်ဖြောင့်စွမ်းရည်နဲ့ပစ်တက်လိုက်ပါတယ်မကြခင်မှာပဲဝမ်လည်းတတိယလာပြီးချိုနဲ့အတူပူးပေါင်းကအခန်းထဲမှာကြံနေတဲ့လူဆိုးတွေကိုအလဲထိုးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝမ်ကဆိုတိုကူပဟေလီတွေဟာမျက်မမြင်စာကိုကိုစားပြုတာဖြစ်ပြီးလောင်ရှန်ကလေးအိတ်ဖောင်းတွေကိုတုံးပြီးအဲ့ဒီစာတွေကိုဖတ်ခဲ့တာလို့ရှင်းပြလိုက်ပါတယ်သူကချိုကိုထောက်လန့်
ရေးအဖွဲ့နဲ့ဆက်သွယ်ပြီးဒီလျှို့ဝှက်စာကိုအတူတူအဖြေရှာဖို့ပြောလိုက်ပါတယ်။ကျန်တဲ့ကြေးစားစစ်သားတွေကတော့ရဲစခန်းထဲကိုဆက်လက်ကျူးကျော်ဝင်ရောက်လာပြီးအခန်းတော်တော်များများကိုဘုံခွဲဖျက်ဆီးနေပါတယ်။အဲ့ဒီအချိန်မှာပဲစောင့်ကြည့်ရေးအဖွဲ့ဝင်2ယောက်ဟာစွန့်ပစ်ထားတဲ့မိဘမဲ့ဂေဟာတစ်ခုထဲမှာလောင်ရှန်ကိုရှာတွေ့သွားပါတယ်။ဇူမိုင်ကသူတို့ကိုအမိန့်ပေးတော့မဲ့အချိန်မှာပဲရဲစခန်းရဲ့လျှက်စစ်မီးတွေပြတ်တောက်သွားပြီးအဖွဲ့တစ်ခုလုံးဆက်သွယ်ရေးပြတ်တောက်သွားပါတော့တယ်။မိဘမဲ့ဂေဟာထဲမှာတော့လောင်ရှန်ဟာလူမိုက်အချို့ကိုတွေးလိုက်ရပြီးရှန်ကသူ့ကိုထောင်ချောက်ဆင်လိုက်တာမှန်သိသွားပါတယ်။ဒါပေမဲ့သူဟာထူးချွန်တဲ့တိုက်ခိုက်ရေးသမားဖြစ်တာကြောင့်သူ့ရဲ့ဓာတ်ကိုအသုံးပြုပြီးလူမိုက်အလုံးကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ပါတယ်။တိုက်ပွဲကပြင်းထန်လွန်းတာကြောင့်သူကိုယ်တိုင်လည်းဒဏ်ရာအချို့ရရှိခဲ့ပါတယ်။ရဲစခန်းထဲမှာတော့ဝမ်ကကြေးစားစစ်သားတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။သူတို့ဟာဝမ်ရဲ့ခေါင်းအတွက်စုချင်းငွေအများကြီးရမှာဖြစ်လို့သူ့ကိုပဲတီးတန့်ပြစ်မှတ်ထားနေကြတာပါ။သူဟာအခန်းတစ်ခုပြီးတစ်ခုကူးပြောင်းရင်းဒဏ်ရာတွေရခဲ့ပေမဲ့ကြေးစားစစ်သားတော်တော်များများကိုလည်းပြန်လည်နှိမ်နင်းနိုင်ခဲ့ပါတယ်။ချိုကတော့တိတ်တဆိတ်သွားလာရင်းဂျိုတူဖုန်းတစ်လုံးကိုရှာတွေ့သွားပြီးဂျင်ရှောင်းစီကိုမျက်မမြင်စာအကြောင်းကြားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကြေးစားစစ်သားတစ်ယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသူတို့2ယောက်အပြင်းထန်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ချိုကအဲ့ဒီလူကိုပြတင်းပေါက်ကနေတွန်းချပြီးအနိုင်ယူလိုက်ပါတယ်။ကံကောင်းထောက်မှစွာနဲ့စစ်ကူတွေရောက်လာတာကြောင့်ရဲတပ်ဖွဲ့ဟာတိုက်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။မိဘမဲ့ဂေဟာထဲမှာတော့လောင်ရှန်ကလူမိုက်အလုံးကိုတက်ပစ်လိုက်ပြီးနောက်ဒေါသတကြီးနဲ့ကင်မရာကိုဓာတ်နဲ့ချိန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှီဝန်ရောက်လာပြီးဒါဟာသူ့ရဲ့အကြံအစီဖြစ်ကြောင်းပြောလိုက်ပါတယ်။ရှန်ကတော့သူ့ညီရောက်လာတာဟာအစီအစဉ်ထဲမှာမပါတာကြောင့်ထိတ်လန့်သွားပါတယ်။ရှီဝန်ကလောင်ရှန်ဟာအနားမှာထားဖို့အရန်အနေရများတယ်လို့ပြောပြီးသူ့ကိုခုံးအုပ်တိုက်ခိုက်ပါတော့တယ်။သူတို့2ယောက်လုံးဟာတိုက်ခိုက်ရေးမှာအရန်တော်ကြပြီးအပြန်လန်ထိုးနှက်ကြရင်ပြတင်းပေါက်ကနေအပြင်ကိုလွင့်ထွက်သွားပါတယ်။ရှီဝန်ရဲ့ပိုက်ထဲမှာဓာတ်တလက်ဆိုင်နေတာကိုသူတွေးလိုက်ရပြီးလောင်ရှန်ကသူ့ကိုလဲပင်းညှက်တက်ဖို့ကြိုးစားပါတော့တယ်။ကံမကောင်းစွာနဲ့ပဲလောင်ရှန်ဟာသူ့ကိုဝင်တိုက်မိပြီးတားဆီးဖို့အတွက်ဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီနောက်လန်ကရှန်ကိုဖမ်းမိသွားပြီးဓာတ်နဲ့အကြိမ်ကြိမ်ထိုးနှက်ကနောက်ဆုံးမှာတော့သူ့ရဲ့ကိုယ်ပိုင်ဓာတ်နဲ့ပဲသူ့ကိုတက်ပစ်လိုက်ပါတယ်။မသေးဆုံးခင်မှာတော့ရှန်ကသူ့ကိုခရစ်ပတ်တို့လှုပ်ဝက်နံပါတ်ကိုပြောပြသွားခဲ့ပါတယ်။ရဲတွေကအဝစ်လျှော်ခန်းထဲမှာတကိုး2ယောက်ကိုဖမ်းဆီးနေတုန်းချိုကဂျင်ရှောင်းကိုရှာတွေ့ခဲ့ပေမဲ့သူဟာလည်းတေဆုံးသွားခဲ့ပါပြီအချိန်တန်ကြာတဲ့အထိခိုးယူခံရတဲ့ပတ်စံတွေဟာလှုပ်ရှားမှုမရှိတာကြောင့်ရဲတွေဟာလန်နဲ့ပတ်သက်ပြီးဘာသဲလွန်စားမှမရရှိခဲ့ပါဘူးဝမ်ကသူဟာအရင်ခေတ်ဟောင်းကတကိုး1ယောက်ဖြစ်ကြောင်းထောက်ပြလိုက်တဲ့အခါမှာတော့ချိုကလောင်ရှန်ဟာခရစ်ပတ်တို့ကိုဘယ်လိုငွေပေါ်ရမလဲဆိုတာသိမှမဟုတ်ဘူးဆိုတာရိပ်မိသွားပါတယ်သူတို့2ယောက်ဟာစောင့်ကြည့်ရေးအလုပ်ကိုပြန်လုပ်ကြပြီးဝမ်ကအစားတောက်သွားဝယ်နေတော့မှချိုကစီးပွားရေးသမားကြီးဟိုတယ်တစ်ခုကိုသွားနေတာကိုသတိထားမိသွားပါတယ်။သူမကနောက်ကလိုက်သွားပြီးလန်ကလှုပ်ဝက်နံပါတ်နဲ့လဲလှယ်ဖို့အတွက်ပတ်စံတောင်းထားမှန်းသိလိုက်ရပါတယ်။သူတို့ဟာနေ့လယ်ပိုင်းမှာလက်ဖက်ရည်ဆိုင်တစ်ခုမှာတွေ့ဆုံဖို့ချိန်ဆထားကြတာပါ။ချိုဟာသူမရဲ့အဖွဲ့ကိုမစောင့်တော့ပဲလက်ဖက်ရည်ဆိုင်ထဲကိုတယောက်တည်းဝင်သွားခဲ့ပြီးလန်ကသူမကိုချက်ချင်းမှတ်မိသွားပါတယ်။သူမကအချိန်ဆွဲဖို့အတွက်သူ့ကိုစကားတွေအမြဲပြောနေပြီးအပြင်ဘက်မှာတော့ရဲတွေကအဆောက်အဦကိုဝိုင်းထားလိုက်ကြပါတယ်။လန်ကအတန်တွေကြားတာနဲ့ချိုကိုချက်ချင်းအလဲထိုးလိုက်ပြီးနောက်ဖေးတကားကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဝမ်ကအဲ့ဒီတကားကိုကြိုးပိတ်ထားခဲ့ပါပြီ။ဝမ်နဲ့လောင်ရှန်တို့ထိတ်တိုက်တွေ့ကြပြီးလန်ကသူ့ရဲ့ဓာတ်နဲ့လူတွေကိုစတင်တက်ဖြတ်ပါတော့တယ်။ဆိုင်ထဲကလူတွေထိတ်လန့်တကြားဖြစ်နေကြတော့2ယောက်သားပြင်းထန်တိုက်ခိုက်ကြပြီးဝမ်လည်းဓာတ်တန်ရအချို့ရရှိခဲ့ပါတယ်။ဝမ်ကသူ့ကိုဟန်တာဖို့အတွက်စူပွက်နေတဲ့ရေနွေးအိုးနဲ့ပစ်ပေါက်လိုက်ပြီးဆိုင်ထဲကပစ္စည်းတွေပရိဘောဂတွေပျက်စီးသွားတဲ့အထိအပြန်လန်တိုက်ခိုက်ကြပါတယ်။သူတို့ဟာပစ္စည်းတူလောင်ခန်းလေးတွေကိုလွင့်စင်သွားကြပြီးနေရာကျဉ်းလွန်းတာကြောင့်ဒူးထောက်ပြီးတိုက်ခိုက်နေရပါတယ်။လောင်ရှန်ကသူ့ပြိုင်ဘက်ကိုထပ်မံဓာတ်နဲ့ထိုးလိုက်တဲ့အခါဝမ်ကသူ့ကိုနောက်ပြန်ကန်ထုတ်လိုက်ပြီးပုံးတွေကိုသူ့ခေါင်းပေါ်ပြုတ်ကျအောင်လုပ်လိုက်ပါတယ်။ချိုသတိရလာတဲ့အချိန်မှာပဲအဲ့ဒီလူ2ယောက်ဟာကျမ်းပြင်ပွင့်ထွက်သွားပြီးအောက်ထက်ကခမ်းမထဲကိုပြုတ်ကျသွားကြပါတယ်။လောင်ရှန်ကဝမ်ကိုတက်တော့မဲ့အချိန်မှာချိုကနောက်ကနေဝင်ရိုက်လိုက်တာကြောင့်သူကချိုကိုပြန်တိုက်ခိုက်ပါတယ်။ဝမ်ကသူမကိုကူညီဖို့အပြေးလွှားသွားပေမဲ့အဲ့ဒီအတော်တွင်းမှာတင်သူ့ရဲ့လက်ပင်ကိုဓာတ်နဲ့ချစ်မိသွားပါတယ်။ချိုကလန်ကိုတားဆီးဖို့အတွက်လုံးထွေးတက်ပုတ်နေတော့မှသူကအခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတယ်။ချိုကဝမ်ရဲ့ဒဏ်ရာကိုစစ်ဆေးပေးခဲ့ပြီးကံကောင်းတာကဒဏ်ရာကတေးလောက်အောင်မနှက်ပါဘူး။အဲ့ဒီနောက်ချိုဟာလောင်ရှန်ကိုလိုက်လံရှာဖွေပါတယ်။တင်းငယ်တဲ့အချက်လက်လေးတွေကိုမှတ်မိနေတာကြောင့်သူမဟာသူ့ကိုရှာတွေ့သွားပြီးအဖွဲ့သားတွေစီကိုတီနေရာပို့ပေးလိုက်ပါတယ်။အားလုံးပူးပေါင်းဆောင်ရွက်ပြီးလမ်းတွေကိုပိတ်ဆို့ကလန်ကိုဝိုင်းထားလိုက်ကြပါတယ်။သူကချိုကိုထပ်မံခုံအုပ်တိုက်ခိုက်ပေမဲ့တိုက်ပွဲတံတွေကြောင့်အားရင်ကုန်ခန်းနေပြီးချိုကသူ့ကိုအလွယ်တကူပဲအနိုင်ယူနိုင်ခဲ့ပါတယ်။အခုတော့သူဟာအပြီးပိုင်ဖမ်းခံလိုက်ရပြီးလူတိုင်းကသူတို့ရဲ့အောင်ပွဲကိုဆင်နွှဲနေကြပါတယ်။ဒါပေမဲ့တကယ်လှုပ်ဝက်ချက်ကတော့ရှန်နဲ့ရှီဝန်တို့မှာငယ်စဉ်ကတည်းကနိုင်ငံသားမိဘတွေမွေးစားသွားတဲ့တတိယမြောက်အမွှာညီအကိုတယောက်ရှိနေတာပါ။သူဟာရဲစခန်းရဲ့လုံခြုံရေးကင်မရာကနေတဆင့်လှုပ်ဝက်နံပါတ်ကိုကြားသွားခဲ့ပြီးခရစ်ပတ်တို့အကောင့်ကိုဖွင့်လိုက်ပါတယ်။အဲ့ဒီနောက်သူဟာအဲ့ဒီပတ်စံတွေကိုတုံးပြီးဝမ်ချိုနဲ့လန်တို့ကိုတတ်ဖို့အတွက်စုချင်းငွေထုတ်ပြန်လိုက်ပါတော့တယ်။အခုလိုဗီဒီယိုမျိုးတွေကိုထပ်ကြည့်ချင်ရင်တော့ subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့အုံတော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကံမကောင်းစွာနဲ့ပဲလောင်ရှန်ဟာသူ့ကိုဝင်တိုက်မိပြီးတားဆီးဖို့အတွက်ဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီနောက်လန်ကရှန်ကိုဖမ်းမိသွားပြီးဓာတ်နဲ့အကြိမ်ကြိမ်ထိုးနှက်ကနောက်ဆုံးမှာတော့သူ့ရဲ့ကိုယ်ပိုင်ဓာတ်နဲ့ပဲသူ့ကိုတက်ပစ်လိုက်ပါတယ်။မသေးဆုံးခင်မှာတော့ရှန်ကသူ့ကိုခရစ်ပတ်တို့လှုပ်ဝက်နံပါတ်ကိုပြောပြသွားခဲ့ပါတယ်။ရဲတွေကအဝစ်လျှော်ခန်းထဲမှာတကိုး2ယောက်ကိုဖမ်းဆီးနေတုန်းချိုကဂျင်ရှောင်းကိုရှာတွေ့ခဲ့ပေမဲ့သူဟာလည်းတေဆုံးသွားခဲ့ပါပြီးအချိန်တန်ကြာတဲ့အထိခိုးယူခံရတဲ့ပတ်စံတွေဟာလှုပ်ရှားမှုမရှိတာကြောင့်ရဲတွေဟာလန်နဲ့ပတ်သက်ပြီးဘာသဲလွန်စားမှမရရှိခဲ့ပါဘူး။ဝမ်ကသူဟာအရင်ခေတ်ဟောင်းကတကိုး1ယောက်ဖြစ်ကြောင်းထောက်ပြလိုက်တဲ့အခါမှာတော့ချိုကလောင်ရှန်ဟာခရစ်ပတ်တို့ကိုဘယ်လိုငွေပေါ်ရမလဲဆိုတာသိမှမဟုတ်ဘူးဆိုတာရိပ်မိသွားပါတယ်။
သူတို့နှစ်ယောက်ဟာစောင့်ကြည့်ရေးအလုပ်ကိုပြန်လုပ်ကြပြီးဝမ်ကအစားတောက်သွားဝယ်နေတော့မှချိုကစီးပွားရေးသမားကြီးဟိုတယ်တစ်ခုကိုသွားနေတာကိုသတိထားမိသွားပါတယ်။သူမကနောက်ကလိုက်သွားပြီးလန်ကလှုပ်ဝက်နံပါတ်နဲ့လဲလှယ်ဖို့အတွက်ပတ်စံတောင်းထားမှန်းသိလိုက်ရပါတယ်။သူတို့ဟာနေ့လယ်ပိုင်းမှာလက်ဖက်ရည်ဆိုင်တစ်ခုမှာတွေ့ဆုံဖို့ချိန်ဆထားကြတာပါ။ချိုဟာသူမရဲ့အဖွဲ့ကိုမစောင့်တော့ပဲလက်ဖက်ရည်ဆိုင်ထဲကိုတယောက်တည်းဝင်သွားခဲ့ပြီးလန်ကသူမကိုချက်ချင်းမှတ်မိသွားပါတယ်။သူမကအချိန်ဆွဲဖို့အတွက်သူ့ကိုစကားတွေအမြဲပြောနေပြီးအပြင်ဘက်မှာတော့ရဲတွေကအဆောက်အဦကိုဝိုင်းထားလိုက်ကြပါတယ်။လန်ကအတန်တွေကြားတာနဲ့ချိုကိုချက်ချင်းအလဲထိုးလိုက်ပြီးနောက်ဖေးတကားကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဝမ်ကအဲ့ဒီတကားကိုကြိုးပိတ်ထားခဲ့ပါပြီ။ဝမ်နဲ့လောင်ရှန်တို့ထိတ်တိုက်တွေ့ကြပြီးလန်ကသူ့ရဲ့ဓာတ်နဲ့လူတွေကိုစတင်တက်ဖြစ်ပါတော့တယ်။ဆိုင်ထဲကလူတွေထိတ်လန့်တကြားဖြစ်နေကြတော့နှစ်ယောက်သားပြင်းထန်တိုက်ခိုက်ကြပြီးဝမ်လည်းဓာတ်တန်ရအချို့ရရှိခဲ့ပါတယ်။ဝမ်ကသူ့ကိုဟန်တာဖို့အတွက်စူပွက်နေတဲ့ရေနွေးအိုးနဲ့ပစ်ပေါက်လိုက်ပြီးဆိုင်ထဲကပစ္စည်းတွေပရိဘောဂတွေပျက်စီးသွားတဲ့အထိအပြန်အလှန်တိုက်ခိုက်ကြပါတယ်။သူတို့ဟာပစ္စည်းတိုလောင်ခန်းလေးတွေကိုလွင့်စင်သွားကြပြီးနေရာကျဉ်းလွန်းတာကြောင့်ဒူးထောက်ပြီးတိုက်ခိုက်နေရပါတယ်။လောင်ရှန်ကသူ့ပြိုင်ဘက်ကိုထပ်မံဓာတ်နဲ့ထိုးလိုက်တဲ့အခါဝမ်ကသူ့ကိုနောက်ပြန်ကန်ထုတ်လိုက်ပြီးပုံးတွေကိုသူ့ခေါင်းပေါ်ပြုတ်ကျအောင်လုပ်လိုက်ပါတယ်။ချိုသတိရလာတဲ့အချိန်မှာပဲအဲ့ဒီလူနှစ်ယောက်ဟာကျမ်းပြင်ပွင့်ထွက်သွားပြီးအောက်ထက်ကခမ်းမထဲကိုပြုတ်ကျသွားကြပါတယ်။လောင်ရှန်ကဝမ်ကိုတက်တော့မဲ့အချိန်မှာချိုကနောက်ကနေဝင်ရိုက်လိုက်တာကြောင့်သူကချိုကိုပြန်တိုက်ခိုက်ပါတယ်။ဝမ်ကသူမကိုကူညီဖို့အပြေးလွှားသွားပေမဲ့အဲ့ဒီအတော်အတွင်းမှာတင်သူ့ရဲ့လယ်ပင်ကိုဓာတ်နဲ့ချစ်မိသွားပါတယ်။ချိုကလန်ကိုတားဆီးဖို့အတွက်လုံးထွေးတက်ပုတ်နေတော့မှသူကအခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတယ်။ချိုကဝမ်ရဲ့ဒဏ်ရာကိုစစ်ဆေးပေးခဲ့ပြီးကံကောင်းတာကဒဏ်ရာကတေးလောက်အောင်မနှက်ပါဘူး။အဲ့ဒီနောက်ချိုဟာလောင်ရှန်ကိုလိုက်လံရှာဖွေပါတယ်။တေးငယ်တဲ့အချက်လက်လေးတွေကိုမှတ်မိနေတာကြောင့်သူမဟာသူ့ကိုရှာတွေ့သွားပြီးအဖွဲ့သားတွေစီကိုတီနေရာပို့ပေးလိုက်ပါတယ်။အားလုံးပူးပေါင်းဆောင်ရွက်ပြီးလမ်းတွေကိုပိတ်ဆို့ကလန်ကိုဝိုင်းထားလိုက်ကြပါတယ်။သူကချိုကိုထပ်မံခုံတိုက်ခိုက်ပေမဲ့တိုက်ပွဲတံတွေကြောင့်အားရင်ကုန်ခန်းနေပြီးချိုကသူ့ကိုအလွယ်တကူပဲအနိုင်ယူနိုင်ခဲ့ပါတယ်။အခုတော့သူဟာအပြီးပိုင်ဖမ်းခံလိုက်ရပြီးလူတိုင်းကသူတို့ရဲ့အောင်ပွဲကိုဆင်နွှဲနေကြပါတယ်။ဒါပေမဲ့တကယ်လျှို့ဝှက်ချက်ကတော့ရှန်နဲ့ရှီဝမ်တို့မှာငယ်စဉ်ကတည်းကနိုင်ငံသားမိဘတွေမွေးစားသွားတဲ့တတိယမြောက်အမွှာညီအကိုတယောက်ရှိနေတာပါ။သူဟာရဲစခန်းရဲ့လုံခြုံရေးကင်မရာကနေတဆင့်လျှို့ဝှက်နံပါတ်ကိုကြားသွားခဲ့ပြီးခရစ်ပတ်တို့အကောင့်ကိုဖွင့်လိုက်ပါတယ်။အဲ့ဒီနောက်သူဟာအဲ့ဒီပတ်စံတွေကိုတုံးပြီးဝမ်ချိုနဲ့လန်တို့ကိုတတ်ဖို့အတွက်စုချင်းငွေထုတ်ပြန်လိုက်ပါတော့တယ်။အခုလိုဗီဒီယိုမျိုးတွေကိုထပ်ကြည့်ချင်ရင်တော့ subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့အုံတော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်